ရှောင်ရင်ကိုယ်တော်ရဲ့မြတ်တာတော်ကိုခံစားမောင်မိုက်တဲ့ညတွေကြော်ဖြတ်လို့မောင်မိုက်တဲ့ညတွေကြော်ဖြတ်လို့ကိုယ်တော်ဟာကျွန်တော်ရဲ့အလင်းပါသခင်ယေရှုအမြဲတမ်းချီးမွမ်းမယ်သခင်ယေရှုအမြဲတမ်းချီးမွမ်းမယ်ကိုယ်တော်ရဲ့နာမတော်ကိုချီးမြှောက်အသက်ရှင်ခြင်းရဲ့အတိတ်ပဲဟာပန်းနွမ်းနေတဲ့အချိန်တိုင်းမှာကိုယ်တော်ရဲ့ခွန်အားတွေပေးနာကိုယ်တော်ရဲ့ခွန်အားတွေပေးနာယုံကြည်ခြင်း